လက်ရှိမြန်မာနိုင်ငံမှာပြည်သူတွေကစီဆိုင်တွေရှိမှရက်ရှည်တန်းစီပြီး73စီတစ်ဆက်အတွက်ရုန်းကန်နေရချိန်မှာပဲအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကတော့သူ့ရဲ့ယာတုကအနားမယူခင်နောက်ဆုံးကျင်းပမဲ့80ကြိမ်မြောက်တပ်မတော်နေ့စီရေးပြအခမ်းအနားအတွက်တိုင်းပြည်ရဲ့လက်ကျန်လေရင်စီနဲ့73စီတွေကိုအသုံးပြုပြီးအင်အားပြပွဲကြီးလုပ်ဖို့ပြင်ဆင်နေတာဟာအလွန်တရာရွှေရှားပွဲကောင်းတဲ့ကွာဟချက်တစ်ခုဖြစ်နေပါတယ်။အမေရိကန်သမ္မတထရန့်ရဲ့ဟော်မုစ်ရေလက်ကြားပိတ်ဆို့မှုအပေါ်အီရန်ကို48နာရီအတွင်းသတိပေးချက်ကြောင့်ကမ္ဘာရေနံဈေးတွေတက်နေချိန်မှာစစ်ကောင်စီဟာပြည်တွင်းကမိန်နဲ့မလို့လေကြောင်းလိုင်းတွေရဲ့လေရင်စီတွေကိုအတင်းအဓမ္မသိမ်းယူပြီးခရီးစဉ်တွေဖျက်သိမ်းခိုင်းကစီရေးပြပွဲနဲ့ဘုံကျဲတိုက်ခိုက်မှုတွေအတွက်သာဦးစားပေးသုံးစွဲနေပါတယ်။တစ်ဖက်မှာလည်းစစ်မြေပြင်မှာအထိနာနေတဲ့စစ်ကောင်စီဟာအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေပုံမူလှုပ်ဆောင်လာပါတယ်။မတ်လ22ရက်နေ့ကအရာတော်မြို့နယ်စံပြကျေးရွာကိုတိုက်ပွဲမရှိဘဲလေကြောင်းကဘုံကျဲခဲ့တာကြောင့်အပြစ်မဲ့ပြည်သူ6ဦးသေဆုံးခဲ့ရတယ်လို့ပဲခူးတိုင်းကျိုးပင်ကောက်မှာလည်းနှုတ်တအမတ်ဦးတင်ထွေရဲ့ဇနီးဒေါ်တင်တင်နုကိုပြူစောထီတွေကအိမ်ထဲအထိဝင်ရောက်လုပ်ကြံတက်ဖြတ်ခဲ့ပါတယ်။ဒါပေမဲ့တော်လန်ရေးအင်အားစုတွေရဲ့တံပြန်ထိုးနှက်ချက်တွေကလည်းပြင်းထန်နေပြီးဇီးကုန်းမြို့နယ်မှာရဲစခန်းမှုတပ်မောင်မောင်နဲ့ပြူစောထီခေါင်းဆောင်ရဲမင်းအောင်အပါအဝင်10ဦးကိုကြားဖြတ်တိုက်ခိုက်တက်ဖြတ်နိုင်ခဲ့ပါတယ်။2021ခုနှစ်ကစလို့စစ်တပ်ကြောင့်တေဆုံးခဲ့ရတဲ့ပြည်သူငါဟာမင်းအောင်လှိုင်ရဲ့အာဏာရမတ်နဲ့အတ္တဆန်နဲ့နှုတ်ဆက်ပွဲစစ်ရေးပြအခမ်းအနားရဲ့နောက်ွယ်ကကြေကွဲစရာပေးဆက်မှုတွေပဲဖြစ်ပါတယ်